လူငယ်တယောက်အနေနဲ့အောင်မြင်ချင်ပါသလားဒါဆိုရင်တော့ဒီသုံးချက်ကိုအလွန်မှတ်ထားလိုက်ပါနံပါတ်1ဘုသူတ္တရှာပါစာများများဖတ်ပါအမြဲလေ့လာပါသိတာများလေလေမိမိရဲ့ဆုံးဖြတ်ချက်ကမှန်လေလေဖြစ်ပါတယ်နံပါတ်2အတတ်ပညာကျွမ်းကျင်အောင်လုပ်ပါကိုလုပ်တဲ့အလုပ်မှာဆရာကြပါစေခုဆိုရင်မိမိကထိတ်ဆုံးကဖြစ်နေပါစေနံပါတ်3စီကံရှိပါအသိကရှိရပါမယ်အတတ်ပညာလည်းရှိရပါမယ်ဒါပေမဲ့စီကံမရှိရင်အလုံးဟာတုံညာပါပဲဒါကြောင့်ဒီမင်္ဂလာတရား၃ပါးနဲ့မိမိရဲ့ဘဝကိုတည်ဆောက်ကြည့်ပါအောင်မြင်မှုကလက်တကမ်းအလုံးမှာဖြစ်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်